妹妹了吧？今天买了怎么个？怎么也等你打仗呗，也等你打仗。我等下别人是吧嘞？သူအခုအိမ်နေတဲ့ကောင်မလေးနာမည်ကတော့ Cherry လို့ခေါ်ပါတယ်ရှင်။နာမည်လေးနေတယ်။ညနာတေးသားသားရမယ်။ဒီနေ့အကြောင်းပေးရက်ဆိုတော့ပြောစရာကြီးပဲ။နေရာဒီအကြောင်းပေးရက်ကကဲရီလဲချိုးပြီးတော့ကြီးဆိုတော့ငါဘယ်သွားရင်ကောင်းလဲဒီနေ့ဘယ်သွားရင်ကောင်းလဲပြီးမှစဉ်းစားလိုက်တော့မယ်။ကဲရပြီလာသွားပြီဆိုတော့တဲ့စပင်ကားတဲ့စပင်စီးရင်ကောင်းမလားတော့ပါပြီကွာမစီးတော့ပါဒီနေ့ငါဘယ်သွားရင်ကောင်းမလဲအမေဆုံးပေါက်သွားရင်လည်းပြင်းစရာကြီးဟာဘယ်သွားရင်ကောင်းမလဲစဉ်းစားရကြပါလေကွာဟုတ်တာပဲအခန်းထဲမှာပတ်စံတောင်းရှိတယ်ယူလိုက်မယ်အပြင်လျှောက်လဲမယ်ကွာဒီမှာ love potion လေးလည်းယူမယ်နောက်ပြီးသွားလိုက်ပါမယ်နောက်ပြီးမှထိုင်လိုက်အောင်မယ်ငါရဲ့နောက်ပြီးရတာရလိုက်တာကွာဘယ်တော့ကောင်းမလဲစဉ်းစားနေကြပါလေကွာငါအပေါ်ထက်ကိုပြည့်ပြည့်ရမယ်အပေါ်ထက်မှာအေးရအခန်းတို့ပါတို့ထားမယ်အနောက်ဖေးကိုလည်းပြည့်ပြည့်လိုက်မယ်ဒီနားလေးလည်းတုံးလို့ရပါတယ်ဘာလေးလဲကောင်းလဲမသိထမ်းလေးတို့ဘာလေးတို့လောက်လိုက်မယ်ညစောထမ်းပဲနော်မသိဘာတော့ရင်ကောင်းမလဲတီးပြီးငါဒီနားလေးတွေကိုအသေးပုံကြောက်သုံးလေးတွေခင်းလိုက်မယ်အသေးပုံကြောက်သုံးဖြစ်မယ်ကဲကောင်းနေရလားဆိုဖြစ်တော့ကြပြီဆိုကြပြီဒီလိုလေးလောက်ခလိုက်မယ်လှစင်မယ်ရပြီနိုင်ရင်ထားလိုက်ထွေကွာရှုံလို့ပြီးကိုတော့နိုင်ရအများကြီးထားပါလိုက်အသေးပုံတေးပုံအယောင်ချဲမင်း
Kẻ là đó vì nó nằm từ đó ngay đi là đó vì yang đi su mẹ ngã bia chạy để sửa bia đi su mẹ đau cha đó hòa đi su lại mẹ đau cha đó đi ba yang su đi ba yang đi là nó đi ba yang đi su lại mẹ hết là đây đó hay lý ai nên mà từ đầu anh rồi yang su mẹ này mà số biết đã lấy trả đi现在的价的瓜滴滴啊，这卖的那个，按照瓜那边比多人没了，所以700的话没，没多人干没，多少年啊？来没事，我说了700人才没多人个话，多少年啊？没事多，所以。mà bây giờ bên bằng là đến nhà cầm này sinh ra là để giá trị mà nhà mà là bên bằng là đây mẹ lâu chi mà lấy mai ta lấy là ta lấy là bà lấy là nè ta lấy chạy tại vì sao bây giờ số lượng nhà làm đi sao bây giờ là số lượng nhà bảo险hở là sao bây giờ xí ra lại tầm mấy kia ta lấy là chứ tôi tên mà đấyตอนแรกอะแม่บอกถ้ามันอะใส่เพื่อนใส่งาแม่มาเดี๋ยวสิล่ะเอามาเลยชิมละดิมาชิละละไม่บอกถ้าเร็วเลยจะมาใส่เพื่อนในโรงงานเลยอะลำดียากเลยยากหลายเสียถ้าใส่จะมันงามเหมือนเนาะแต่เล่าအမကိုဈေးလျှော့ပေးလိုက်မယ်လေတစ်လကို5000ပဲပြီးဟဲ့တန်လိုက်တာကျေးဇူးပဲနော်ကဲဘယ်ဆိုင်လင်းဖွင့်ကောင်းမလဲမသိဘူးစားတောက်ဆိုင်ဖွင့်နေနေရတဲ့တော့ပဲကွာကျမရဲ့တနေ့တာစားတောက်ဆိုင်သွားပြီးရောင်းဆုံးရမှာပျော်စရာကြီးပဲထားဖို့တယ်ပါလေဟုတ်ဖို့ကโอเคစားတောက်ဆိုင်ဒါနဲ့ပဲဖွင့်လိုက်တော့ဒါလေးပါနော်ကဲဒါကြထိုင်ကုန်ဆက်လိုက်မယ်စားတောက်ဆိုင်ဖွင့်ရမလဲပါလားဟာဒီဒါကြဆက်ထားမယ်ဒါလေးဆက်ဒီမှာကြတော့
ငွေတွေပါသေးရှင်းနေရတယ်ဟုတ်တာပဲတွိုင်းလက်ထားတွိုင်းလက်ကိုကြတော့ထားပါလိုက်တော့ထားပြီအဲ့ဒါဆိုရင်ကိုနန်းတို့မိခလုတ်ချထားလားကိုငါတို့လေမိခလောက်ချလာလားမသိလားဟုတ်တယ်ဦးရမမေโอเคလက်ဆေးတဲ့နေရာတော့လိုအပ်တယ်ဆိုတော့ဒီနားလေးမှာလက်ဆေးတဲ့နေရာလေးလောက်ပြီးတော့မမေလောက်ခိုင်းတာလောက်ပြီးတော့ကဲတနာပင်စင်ထားမယ်ခဏဖုန်းလေးလာသွားလို့ sorry ပါဒါချစ်ဘယ်လိုလုပ်ညာပြီနောက်နည်းနည်းဆုံးပြင်ဘာလို့ရင်ကောင်းလဲကဲရပြီအဲ့ဒါဆိုရင်စိုက်နေရတယ်ပြီးတော့ဟဲ့နော်โอเคငါဆိုင်နေရတော့မိုက်ပါတယ်ကလက်ဆေးမယ်ဆိုရင်လည်းလက်ဆေးလို့ရတယ်ရနေလာမယ်ဗီဒီယိုလာမယ်နေစင်ကြလိုက်တာငါဆိုင်နေရမိုက်တယ်ကွာကြိုက်တယ်โอเคရပြီဆိုတော့တဲ့ငါဆိုင်နေလက်ဖွင့်ပြီးကြပြီပြောလိုက်တာဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲရှင်ကျေးဇူးပေးရသူတွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကလောက်တော့ပိုင်းနဲ့မတင်တော့ပါဘူးရှင်ကျေးဇူးအများကြီးတင်ပါတယ် like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်ကျွန်မပထမဗီဒီယိုမှာကြတော့ like ကတစ်ခုရှိတယ်ဒုတိယဗီဒီယိုမှာ2ခုတတိယဗီဒီယိုမှာ3ခုရှိပါတယ်ရှင်အဲ့ဒါကျွန်မကိုအားပေးကြပါဦးကျွန်မက3ပုတ်ပဲတင်ထားရပါတော့မတင်ဖြစ်တာလည်းတော်တော်ကြာပါပြီဟိုဆောင်းမွေးသိမ်းမလို့မတင်ဖြစ်တာ sorry ပါနော်